တရင်တွေကကြည်ရတာအခုထိစိတ်ချမ်းသာစရာမရှိသေးဘူးပေါ့နော်ကျွန်တော်လည်းကျွန်တော်လုပ်တဲ့လုပ်ငန်းလေးကျွန်တော်က delivery လုပ်တာဆိုအဲလုပ်ငန်းလေးလည်းအခုထိမစသေးပါဘူးအဲ့ထက်မှနည်းနည်းပြောချင်တာလေးပေါ့နော်ကိုဈေးတက်တဲ့ကိစ္စလေးဘယ်လောက်ထိအောင်ဆိုပါတယ်ဒီဘယ်လောက်တည်းဈေးတက်လဲဆိုရင်ဒီအလောင်းထဲတဲ့အိတ်ကအစဈေးတက်တယ်လို့တရင်တွေမှာဖတ်ရတာပေါ့ BBC တရင်တွေမှာတက်တချို့တွေကလေအဲ့လိုဒီပေါ့နော်ဒုက္ခရောက်နေတဲ့အချိန်လိုအပ်နေတဲ့အချိန်မှာဈေးတက်ရောင်းတက်တာကိုတချို့ကဂုဏ်ယူတယ်နော်ငါဈေးရောင်းတက်တယ်ငါလူလေဆိုတော့သူတို့ကိုသူတို့ဂုဏ်ယူတက်တယ်ဒီလားတချို့တွေကပြောရင်တော့အသိဉာဏ်မမှီတာပေါ့အဲ့ဒါဂုဏ်ယူစရာမှမဟုတ်တာသူတို့မသိတာတခုကလေပြီးခဲ့တဲ့ရေကြီးတဲ့ကပ်ဘေးတုန်းကပေါ့နော်ရေဘေးတုန်းကဈေးတင်ရောင်းနေတဲ့သူတွေအဲ့ဒီတုန်းကရတဲ့ပတ်စံနဲ့တိုက်ဆောင်နေတဲ့လူတွေအခုငလျင်ထဲမှာပါသွားပြီသူတို့မတွေးမိတာအဲ့ဒါငလျင်မကောင်းဘူးလမ်းတွေပိတ်တဲ့ဆိုရင်ဈေးကတစ်ခါတည်းထောင်တက်သွားပြီရေဘေးတဲ့ဆိုရင်ဈေးကတစ်ခါတည်းထောင်တက်သွားပြီဘာဘေးတဲ့ညာဘေးတဲ့ဆိုရင်တစ်ခါတည်းထောင်တက်သွားပြီနာဂတ်တုံးကဈေးတင်ရောင်းပြီးတော့တိုက်ကြီးတွေဆောက်ချမ်းသာတဲ့ရောင်းနဲ့လုပ်နေတဲ့သူတွေအခုငလျင်လှုပ်တော့အကုန်ပါသွားပြီသူတို့ကအဲ့ဒါကြီးကြမတွေးမိဘူးသိလားမသူတို့ကငါတို့ကလူလေပြခက်နဲ့အလိုက်ဈေးရောင်းတတ်တယ်တို့ဘာလို့ညာတို့သူတို့ဂုံယူနေတဲ့သူတွေကရှိသေးတယ်ကျွန်တော်အမြဲပြောနေတဲ့ယူသားပါဆိုတာအဲ့ဒါပဲမရှိလို့ခိုးစားရင်တော့မှကိုယ့်ရဲ့တငယ်ချင်းပေါ်မှာတက်စာမဖောင်းနဲ့မရှိလို့ခိုးစားရင်တော့မှတယောက်တည်းခိုးစားရင်တော့တမျိုးပေါ့လေအထူးတော့ခိုးရင်တယောက်တစ်ဝက်ပဲဝေးဘယ်တော့မှခေါင်းပုံမဖြန်းနဲ့အကျိုးသားတယ်ဆိုတာအဲ့ဒါဈေးလျှော့ရောင်းပေးစရာမလိုဘူးလှူပေးစရာမလိုဘူးဒါပေမဲ့ဈေးတော့တင်မရောင်းနဲ့လေအားလုံးဒုက္ခရောက်နေကြတာလေမဟုတ်ဘူးလားသူတို့တွေတတိမထားနိုင်ဘူးအခုဒီငလျင်တန်းမှာသူတို့ဈေးတင်ရောင်းတယ်ဟုတ်ပြီသူတို့ဘယ်လောက်ရမှာလဲဘယ်လောက်ချမ်းသာမှာလဲကပ်ဘေးကလာအောင်မှာနော်ကပ်ဘေးဆိုတာတစ်ခါလေးနဲ့ပြီးသွားတဲ့အမျိုးမဟုတ်သူကနောက်ဖျားပွင့်ဖို့အတွက်လာပေးရမှာကပ်ဘေးဆိုတာကုန်မှာပဲကပ်ဘေးမလာရင်လည်းသူတို့နေရင်ထိုင်ရင်မြည်လောင်ပြီးတော့ကုန်မှာမတရားတစ်ပြည့်ယူထားတာဖြစ်တဲ့အတွက်နေရင်ထိုင်ရင်မြည်လောင်ပြီးတော့ကုန်မှာကပ်ဘေးတွေဘာတွေမလာရင်တောင်းမှ